chân mà gì xây lá đây của bà lù ra kri răng gì mà lụt mà mong lì con huy này ghê lì ra ra ngô con răng xây nê Phật loka dhami hi seitan yata nakampati atokan viraja khema itam mingala muddhama loka dhami hi lokaranတရားတို့ဖြင့်ဖုဒ္ဓတတွေ့ကြုံလာရတဲ့ယတအချင်းယန္တာပုဂ္ဂိုလ်အားစိတ်တန်စိတ်တည်နကံပတိမတုံလှုပ်အသောကုန်ခန်းနဲ့စိတ်မှာကိလေသာအငြိကြီးလုံးဝကင်းဝေးတော်မူကြတဲ့ပုဂ္ဂိုလ်တွေကိုဘာလို့ခေါ်တော့ယဟန္တာပုဂ္ဂိုလ်တွေလို့ခေါ်နော်အဲ့ဒီယဟန္တာပုဂ္ဂိုလ်တွေဟာလောကရန်တရားတွေနဲ့တွေ့လာပြီဆိုရင်လောကရန်တရားဆိုတာသောတော်က၈မျိုးဘုံဘုံရွတ်ပြထားတယ်ဟုတ်လားအကြီးအသေးအကောင်းဆုံးအမျိုးမျိုးသောလောကရန်တရားတွေနဲ့တွေ့ကြုံလာတဲ့အခါမှာယဟန္တာရှင်မြတ်တို့ရဲ့စိတ်တည်တုန်လှုပ်မှုမရှိဘူးဒီနေ့မှာတုန်လှုပ်တယ်ဆိုတာဝမ်းသာမှုဝမ်းနည်းမှုဖြစ်သွားတာကိုတုန်လှုပ်တယ်လို့ပြောတာဘုန်းဘုန်းတို့တာမန်ဖြင့်ပုထုဇဉ်တွေကကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဘာဖြစ်ကြတာတော့ဝမ်းသာကြတာမကောင်းတဲ့လောကရန်နဲ့တွေ့လို့ရှိရင်ဝမ်းနည်းကြတာလာဘိနဩနတောလောကောအလာဘိနသဩနတောလာဘာလာဘိနဧကထတာရိတာတမနာမမနော်သုလသုဘရာအနာရဘိန်တတိကြီးရဲ့သမီးနော်အယူအဆမတူတဲ့နော်အတိုင်းဝိုင်းမှာအိမ်အောင်ကြတော့အဲ့ဒီအတိုင်းဝိုင်းကလူတွေနဲ့ပတ်သက်ပြီးတော့သူပြောကြဆိုကြတာတွေရှိတယ်အဲ့ဒီမှာယဟန္တာအရှင်တို့ရဲ့ဂုဏ်ကျေးဇူးကိုပြောတဲ့နေရာမှာသူဒါလေးထည့်ပြောတာပါတယ်လာဘိနဩနတောလောကောအလာဘိနသဩနတောလောကကြီးကရလို့ရှိရင်သူတို့လူကျင်တာလေးတွေမြန်ရနိုင်မယ်ဆိုလို့ရှိရင်မြင့်မောက်နေကြတယ်တက်ကြွနေကြတယ်လူကျင်တာလည်းမရဘူးလေဆိုရောတခါတည်းစိတ်ဓာတ်တွေကနှိမ့်ကျသွားကြပြန်တယ်ဟုတ်လားလောကရဲ့တော့နော်လာဘိနဩနတောလောကောအလာဘိနသဩနတောလာဘာလာဘိနဧကထတာရိတာတမနာမမငါကိုးဝယ်နေတဲ့ကိလေသာကုန်ခန်းတဲ့ယန္တာရှင်မြတ်တွေဟာအဲ့လိုရခြင်းမရခြင်းကြောင့်စိတ်ကတော့တုန်လှုပ်ခြင်းမရှိဘူးမြင့်မောက်သွားတာလည်းမရှိဘူးနှိမ့်ကျသွားတာလည်းမရှိဘူးလာဘာလာဘိနဧကထရခြင်းမရခြင်းဒီဟုသောအကြောင်းကြောင့်စိတ်ဟာနှစ်မျိုးဖြစ်မသွားဘူးတစ်မျိုးတည်းပဲငြိမ်ငြိမ်လေးပဲအဲ့လိုအစွမ်းရှိတယ်လို့သုလသုဘရာသူ့ရောက်ခမကြီးကိုအဲ့လိုပြောခဲ့တဲ့စကားရှိတယ်သူ၈မျိုးလုံးပြောတာပါလောကရဲ့သဘောကအချမ်းရင်တွေရှိတယ်ဆိုရင်မြင့်မောက်နေကြတယ်အထီးကျန်နေတယ်ဆိုရင်တော့လည်းနှိမ့်ကျနေကြတယ်ချီးမွမ်းခံရတယ်ဆိုရင်လည်းမြင့်မောက်